လာတာတဲ့ညတွေသွားကုန်ပြပါတော့လို့အိမ်မက်ထဲမှာနင်ပြောတယ်နင်ပြောတာတွေကအချင်းစာသားတွေလိုပဲအချင်းစာသားတွေလားငါ့ကိုပြောနေတဲ့စကားတွေလားဆိုတာကိုငါဝေခွင့်မရဘူးငါဘလို့ခံစားရလဲနင်သိလားကိုနေနာတစ်တာကြီးတယ်ငါကငါပိတ်ထည့်ပြီးပင်လေတဲ့ညောသွားခြင်းလိုမျိုးငါခံစားရတယ်တက်တိုင်ဘောကမိချိုးတွေလိုမှညံတွေကရှုပ်ရှက်ခံနေတယ်ခက်တာငါအဲ့ဒီမိချိုးတွေပေါ်မှာနားနေခြင်းနဲ့ကိုယ်တကောင်ဖြစ်နေတာပဲအဲ့ဒါကြောင့်နင်းချောင်းအိမ်မက်တွေကိုငါရက်လို့မရတာငါတွေးတယ်စိတ်ကူးမမြင်နိုင်တော့ငါအိမ်မက်တယ်အိမ်မက်ထဲမှာတယောက်တည်းရဲစီးရင်အချိန်ကာလတစ်ခုစီပြန်ရောက်သွားတတ်တာဒီနေ့ပဲငါတို့စပိန်တွင်ရင်လမ်းလျှောက်ကြတယ်ဘာစကားတစ်ခွန်းမှမပြောပဲမိုးကုတ်စဝိုင်းစီကတောင်လုံးတစ်ခုပေါ်အထိငါတို့လမ်းလျှောက်ကြတယ်အိမ်မက်ထဲမှာအဲ့ဒီတောင်ကိုအသေးဆွဲတောင်လို့ငါနာမည်ပြီးတော့နင်ကဘာအသေးဆွဲတောင်လဲဥပတောင်ကြီးပါလို့ပြန်ပြောတယ်ခံစားပုံချင်းမတူညီပေမဲ့ငါချစ်တာတော့နင်သိသားပဲတမရွက်ကလေးတွေပါတယ်လို့အနာရွက်ကလေးတွေတွေ့တယ်လို့ရောင်းရငါချင်းနေရတဲ့အချစ်လေးအဲ့ဒါကြောင့်ဒီမှာပေါ့ထွက်သွားပါရသည်တော့လို့ပြန်ပြောတယ်ဘာလို့ဒီကဘာမှာလာတာတဲ့ညတွေရှိနေရတာလဲလို့ငါပြန်မေးတယ်ငါနဲ့ကိုအဲ့အရာကိုမင်းလို့ငင်းပြန်ဖြစ်တယ်ငါဘယ်လိုခံစားရလဲငါပြောတယ်မိခမလီကာမကနေတိုင်းအကြည့်တရားဝင်မင်းမိုင်းနေတာငါဝမ်းနေတယ်အသေးဆိုတဲ့တောင်ပေါ်ကဒီတယောက်ပြန်ဆင်းလာတာကိုခရီးလမ်းမြင်ရတယ်ဆောင်းရာသီဖြစ်လို့လူတွေဆိုင်နေတော့မြင်လားငါလားအသေးခွေဘူးလာနဲ့ကျေတွေကလည်းကောင်းကင်ဘော်ကနေချိတ်ဆွဲထားတယ်လို့တွဲလျောင်းကြနေတယ်ငါလဲဒီကဘာမှာလာတာပဲညတွေဘာလို့ရှိနေရတာလဲဒီလိုဒီလိုနေတယ်နိုင်မရှိတော့ဘူးအောင်ဆန်းပုံစော